Hello အားလုံးပဲဒီညကိုမြင်ရင်မဟောင်ဆောင်ကဆိုရင်တော့ဒီညကိုတိကျလိမ့်မယ်ဒါကတော့ကျမတို့မဖြစ်မနေနိုင်ငံခြားသားတွေမဖြစ်မနေလာဟောလာရတဲ့ယုံပေါ့နော်တော်မောယုံလို့ကျမတို့ခေါ်ပါတယ် immigration ယုံပေါ့နော်ဒီမှာဒီရက်ကတော့ကျမတို့90 day report သွားထူတာပေါ့နော်ကျမအမသွားထူတယ်ဆိုတော့ကျမလိုက်သွားတာပါကျမတော့ CI လောက်ထားတာမကြသေးတော့ report ကတော့ထူစရာတော့မလိုသေးဘူးเนาะဒီမှာဒီက view လေးကလေမဟောင်ဆောင်တစ်မြို့လုံးကိုလည်းမြင်ရပါတယ်ဒီကနေပြီးရင်တော်တော်များများကလည်းဒီလိုသုံးမော်ယုံတို့ဒီ immigration နဲ့တက်ဆိုင်တဲ့ယုံတွေဆိုရင်တောင်ထိပ်မှာရှိတာတွေများတယ်ပေါ့နော်ဘာကြောင့်လဲတော့မသိဘူးဒီဘက်ကမေဟောင်ဆောင်ကလေလာတယ်ဆိုတာကပါဇက်နေပဲပြောတာတော့မဟုတ်တော့ဘူးเนาะဒါကတော့တက်တည်ပြတာပေါ့နော်အရင်တစ်ခါကျမတငယ်ချင်းလာလေတော့ကတော့မှမေဟောင်ဆောင်မှာလာနေလိုက်ရင်ကောင်းမလားပေါ့နော်သူကမုန်းရတီမှာအရန်ဟို view ကအရန်လာပါတယ်ရှင်မေဟောင်ဆောင်ကဒီဘေးပတ်လည်မှာဆိုရင်တောင်တွေဝိုင်းထားတာဖြစ်တဲ့အတွက်ကြောင့်ရာသီဥတုကလည်းပြောရမှဆိုရင်ချင်းမိုင်တောင်တော့မစိုးဘူးပေါ့နော်ဒါပေမဲ့နွေရာသီဆိုရင်တော့အရန်ပူပါတယ်ဒါပေမဲ့အခုလိုမုန်းရတီကြောင့်လည်းအရန်စိတ်အေးချမ်းရတယ်ပေါ့နော်မနေ့စောစီထားသွားလို့ရှင်လဲဘေးနာကလေထူကအရန်ကိုညဉ့်ညံ့နေတဲ့အနံ့မျိုးမဟုတ်ဘဲနဲ့မိုးရင်နံ့တင်းတင်းလေးပေါ့နော်အဲ့လိုလေးရပါတယ်ပြီးရင်တောင်ထိပ်တွေကိုကြည့်ရင်လည်းတအားလာပါတယ်ဒါတော့ဒီ immigration ရုံးမှာရှိတဲ့ဖះလို့ခေါ်ရမလားမသိဘူးเนาะဒီညာလေးပေါ့เนาะဒီညာလေးကတော့ရုံးတဲ့ကိုဝင်မထိုင်သေးတဲ့လူဆိုရင်ဒီမှာစောက်ပြီးတော့ဖះတွေပါတယ်ရှိခိုးကြတယ်ပေါ့เนาะဒီနေရာကိုရောက်တာလဲကျမရဲ့ပထမဆုံးချိန်တော့မဟုတ်တော့ဘူးပေါ့နော်ဒီမှာထိုင်းမှာနေတာတော့နှစ်နှစ်နီးပါလောက်ရှိနေတော့အရင်ကပန်းရောင်ကလောက်တာတော့ဆိုရင်လည်းဒီမှာခဏလာရတယ်လက်ပွေလာနေရတယ်ပြီးရင်အမလာပြီဆိုရင်မြန်မာလူမျိုးတွေနဲ့အများကြီးတွေ့တယ်အစုလိုက်ပြုံလိုက်ဟောလာကြတယ်ပေါ့နော်ဒီလိုမျိုးလုံသမားကတွေလာလောက်ကြတယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်လာတာလေထူးထူးဆန်းဆန်းပါသိရလဲဆိုရင်ဒီမှာဖမ်းထားတဲ့လူတွေရှိရပေါ့နော်အဲ့ဒါကတော့ဘာအကြောင်းကြောင့်လဲတော့ဒီ immigration ကိစ္စနဲ့ပတ်သက်ပြီးတော့ဖမ်းထားတဲ့လူတွေပေါ့နော်ထဲမှာတော့စုညမ်းနေတာပဲအခန်းထဲမှာတိတ်ထားတယ်လို့တော့သိရတယ်ဒီမှာအရင်မရိုက်ရဘူးပေါ့နော် CCTV တွေလည်းတတ်ထားတော့ခဏနေဟိုဖြစ်မှာဆိုလို့ပြောခံရမှာဆိုလို့ပြီးရင်ဟိုတန်တရားဝင်ခံရမှာလဲကြောက်တယ်ပေါ့နော်အဲ့တော့ဒါကတော့ကျမရဲ့အမတ်ပေါ့နော်သူကဒီ90 day report လာထူတာဖြစ်ပါတယ်အရန်ကိုမြန်ပါတယ်ခါတိုင်းဆိုရင်တော့စောက်ရတော့လေဒါမဲ့ဒီတစ်ခါတော့သူကတော့မစောက်ရဘူးပေါ့နော်အဲ့နဲ့အပြန်မှာကျမတို့ဟိုလုံမယ်ပေါ့လေကျမတို့အခုနောက်ပိုင်းကထိုင်းကစီကန်းတွေပို့ပြီးတော့ကြာလာတယ်ပေါ့နော်သူတို့ရဲ့မူဝါဒတွေလည်းပို့ပြီးတော့ကြာလာတော့ကျမတို့ CI နေတော့မှဟိုဘန်ကောက်ဖွင့်လို့မရတော့ဘူးရှင်တော်သေးလို့ရင်တစ်ခါပန်းရောလောက်ထားတော့ဘန်ကောက်ဖွင့်ထားသေးတယ်အခုတစ်ခါဖွင့်မယ်ဆိုပြီးတော့လုံနေတာအပြန်မှာပဲဟိုအချက်လက်တွေစုံနေတော့ပေါ့နော်ဝင်ဖွင့်လိုက်မယ်ဆိုပြီးတော့သွားတော့ဖွင့်လို့မရဘူးတဲ့အဲ့ဒါနဲ့လည်းထားလိုက်ပါတော့အရင်တကောက်ရှိသေးတယ်ဆိုတော့လေနော်ဒါကတော့ကျမတို့ရဲ့အတွေ့အကြုံလေးပါရှင်နောက်ထပ်ဗီဒီယိုလေးကိုလည်းရိုက်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားတဲ့ဆိုရင် subscribe like လေးလုပ်သွားပြကြပါဦးရှင်ကျေးဇူးတင်ပါတယ် bye bye